မျောလင်းချက်တွေလက်ထဲမှာမပြိုအောင်ကိုင်ထားနိုင်ငံတစ်ခုဝေးကွာနှလုံးသားလွမ်းတယ်လူတွေကြားထိုင်နေရင်ကိုယ်တမ်းမကြားရဘူးဘာသာစကားမတူပေမဲ့အိမ်ကိုပဲတတိယဖုန်းထဲကအမေတန်နှလုံးသားကိုထိတယ်ဒီနေ့တော့ပြန်လာမယ်ကိုမြေကိုစုံမယ်